ယောက်ျားတစ်ယောက်ရဲ့စကားတွေကြောင့်ကိုယ်တငယ်ချင်းအချင်းချင်းရန်ဖြစ်ပူးကြလားဒီမိန်းကလေးကတော့သူမရဲ့ချစ်သူကသူမတစ်ယောက်တည်းကိုပဲချစ်တာပါဆိုတဲ့စကားကိုယုံခဲ့မိတာပါဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီယောက်ျားကသူမရဲ့တငယ်ချင်းတွေကိုပါလိုက်ပတ်ပြီးကျူနေတဲ့ playboy တစ်ယောက်ဖြစ်နေပါတယ်အချစ်ကြောင့်မျက်စိကန်းပြီးတငယ်ချင်းတွေနဲ့ပါစကားများခဲ့တဲ့သူမဟာအခုမှပဲနောင်တကြီးစွာရသွားပါတော့တယ်ဒါပေမဲ့တငယ်ချင်းကောင်းဆိုတာဘယ်တော့မှပြစ်မထားပါဘူးအချစ်ကြောင့်ပျက်စီးသွားတဲ့သူမရဲ့ဘဝကိုတငယ်ချင်းတွေကဝိုင်းပြီးပြန်ထူထောင်ပေးခဲ့ကြပါတယ်။စာရေးတူတူလုပ်ကြတယ်။သူမရဲ့အလှပကိုအသုံးချပြီး influencer တစ်ယောက်ဖြစ်အောင်ပံ့ပိုးပေးခဲ့ကြပါတယ်။နေ့နှဲငယ်အကြာမှာတော့သူမဟာအောင်မြင်တဲ့ဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အံ့ဩဖို့ကောင်းတာကသူမကိုအရင်ကနှိမ်ခဲ့လှည့်စားခဲ့တဲ့အဲ့ဒီယောက်ျားကပဲသူမစီမှာအလုပ်လာလျှောက်ရတဲ့အခြေအနေဖြစ်လာတာပါ။မိန်းကလေးတို့ရေကိုကိုတန်ဖိုးမထားတဲ့ယောက်ျားတစ်ယောက်အတွက်နဲ့တော့ကိုဘဝကိုအပြည့်စည်းမခံပါနဲ့ကိုတိုးတက်အောင်စူးစမ်းတာကသာအကောင်းဆုံးလက်စားချေခြင်းပါပဲနောက်ထပ်ဗီဒီယိုကောင်းလေးတွေကြည့်ဖို့ follow လုပ်ခဲ့ကြပါဦးနော်